ပထမဆုံး follower 100ရဖို့ဒါတွေလုပ်ပါဒါမျိုးအချက်ညက်နေ TikTok မှာအပြည့်ပဲဒါပေမဲ့ဘယ်သူမှမပြောသေးတဲ့အရာတစ်ခုရှိတယ်အဲ့ဒါဘာလဲဆိုတော့ target audience မိတ်ဆွေကနေပြီးတော့မှကိုကအပြည့်ပြည့်စောင့်နေတယ်အပျော်စောင့်နေတယ်ဘယ်သူ follow လုပ်ရင်လို့ရတယ်ဆိုရင်တော့ဘာမှကိစ္စမရှိဘူးမိတ်ဆွေဒီလုပ်ငန်းရှင်တယောက်ကိုကပစ္စည်းရောင်းနေတယ်ကိုရဲ့ဆိုင်အောင်ကြီးညာနေတယ် TikTok ကနေပြီးတော့မှ customer ရကျင်တယ်ဒါဆိုရင်မိတ်ဆွေဒီ target audience ကိုသိမှရမယ် target audience ဆိုတာကကျတော့ကိုရဲ့ဗီဒီယိုကိုဘယ်သူတွေကြည့်စေချင်တာလဲဒါဘာလို့အရေးကြီးတာလဲဆိုတော့မိတ်ဆွေကနေပြီးတော့မှပညာပေးဗီဒီယို knowledge sharing ဗီဒီယိုရိုက်နေတယ်အဲ့တော့ပထမဆုံး follow လုပ်ထားတဲ့လူအယောက်100လုံးကလည်း knowledge sharing ကြိုက်တဲ့လူတွေဖြစ်နေတယ်ဒါဆိုရင်အဲ့လိုမျိုးပဲ knowledge sharing တွေကြီးတတ်တဲ့လူတွေကိုပဲမိတ်ဆွေရဲ့ဗီဒီယိုတော့ပြပေးမှာကတဲ့ဗီဒီယိုတွေကိုကြည့်တဲ့သူတွေအယောက်100မိတ်ဆွေရဲ့ account follow လုပ်ထားတယ်ဒါဆိုရင် TikTok ကမိတ်ဆွေရဲ့ဗီဒီယိုကိုအဲ့လိုမျိုးပဲကတဲ့ဗီဒီယိုကြိုက်တဲ့လူတွေကိုပဲထပ်ပြပေးမှာအဲ့တော့ပထမဆုံး follower 100ကအဲ့ဒါကြောင့်မလို့အရေးကြီးတာပါအဲ့တော့မိတ်ဆွေကတကယ်ပဲကိုကပစ္စည်းရောင်းဖို့အတွက်ရည်ရွယ်ချက်ရှိတယ်ကိုယ့်ရဲ့ဆိုင်ကိုကြီးညာခြင်းတယ်ဒါဆိုရင်ဒီပစ္စည်းကိုဝယ်မဲ့လူကဘာတူလဲငါဗီဒီယိုတွေကငါဘယ်သူတွေကိုကြည့်စေချင်တာလဲဥပမာမိတ်ဆွေကနေပြီးတော့မှဝိတ်ကြတဲ့ဟာနဲ့ပတ်သက်ပြီးတော့မှ supplement ဆေးတို့တခုခုရောင်းတယ်ဒါဆိုရင်ဝိတ်များနေတဲ့သူဝိတ်ချဖို့စူးစမ်းနေတဲ့သူဒီလူတွေကိုပဲမိတ်ဆွေကကြည့်စေချင်တာအဲ့တော့အဲ့ဒီလူတွေပဲကြည့်အောင်မိတ်ဆွေကဗီဒီယိုရိုက်ရမှာ TikTok မှာအခုမှစလို့မယ်ဆိုရင်မိတ်ဆွေဝလုံးရှိန်နဲ့ပတ်ရန်လို့မရပါဘူးမိတ်ဆွေကဘယ်သူတွေကိုကြည့်စေချင်တာလဲကိုဗီဒီယိုကြည့်စေချင်တဲ့သူတွေကဘယ်လိုဗီဒီယိုကြိုက်တယ်လဲဒါတွေကိုသိမှသာလဲမိတ်ဆွေလိုချင်တဲ့ follower တွေမိတ်ဆွေရမှာဖြစ်ပါတယ်အကယ်လို့ကိုကအပြင်းပြင်းလုပ်နေရဆိုရင်တော့ဘာမှမဖြစ်ပါဘူးအဲ့တော့ target audience ဆိုတာဘာလဲကိုကတော့ဒီလုပ်ငန်းတွေလုပ်ပါတယ်ကျွန်တော်လုပ်ငန်းနဲ့ပတ်သက်ပြီးတော့မှကျွန်တော်လိုချင်တဲ့ target audience ကဘယ်သူလဲဆိုတာကိုကျွန်တော်မသိဘူးဒါဆိုရင်မိတ်ဆွေ comment မှာ target audience လို့ရေးခဲ့ပေးပါမိတ်ဆွေတို့ comment တွေရေးတာများတယ်ဆိုရင်ကိုယ့်ရဲ့ target audience ကိုဘယ်လိုရှာဖွေရလဲဘယ်လိုထုတ်ရလဲဘယ်လိုတွေလောက်ရလဲဆိုတာတစ်ဆင့်ချင်းကျွန်တော်နောက်ဗီဒီယိုကြရင်ဖြည့်ပေးမှာဖြစ်ပါတယ် TikTok marketing trainer တယောက်ဖြစ်သူလို့ life and business coach နဲ့ဖြစ်တဲ့ကျွန်တော်ယူမင်းလာပါ